မင်္ဂလာပါကိုမျိုးပေါ်ပေါ်ရှုံရတယ်ကြိုဆိုပါရစေကျွန်တော်ပထမဆုံးပြောချင်တာကတော့ဒါကျွန်တော် YouTube channel ကို subscribe မလုပ်ရသေးတဲ့ညီကိုတွေရှိရင် subscribe လေးလုပ်ထားပေးကြပါကျွန်တော်ဒါပွဲချင်း38တွေကိုနေ့စဉ်နဲ့အများတင်ပေးပါတယ်ဒီနေ့မှလည်းကျွန်တော်9ပွဲရွေးချယ်ထားပါတယ်လီဗာပူးပွဲအပါဝင်ပေါ့နော်ပထမဆုံးအနေနဲ့ကျွန်တော်လီဗာပူးပွဲကနေစပြီးပြောပါမယ်ဒီပွဲမှာဒါပေးထားတာကတော့လီဗာပူးအဝေးကွင်းကနေ level အပြည့်ချုံးပေးတယ်ကိုပုံးကြီးကိုဒါ3လုံးကို50ချုံးဆိုပြီးတော့ပေးထားပါတယ်လီဗာပူးနဲ့နယူကာဆယ်ကိုကြည့်ရမယ်ဆိုရင်နောက်ဆုံးအနီးကဆုံးကစားခဲ့တဲ့9ချိန်မှာ4ချိန်ကဂိုးပေါ်ထားတယ်တစ်ချိန်ပဲဂိုးအောက်ထားတယ်လီဗာပူးက3ချိန်နိုင်တယ်တစ်ချိန်ကျတယ်နယူကာဆယ်ကဒါတစ်ချိန်နိုင်ထားတာပေါ့နော်ပြောရမယ်ဆိုဒီနှစ်သင်းစလုံးကနီးပြအသစ်တည်နေလာမဲ့ပွဲတွေဖြစ်ပါတယ်ဒီလီဗာပူးကဆိုရင်လည်းနီးပြအသစ်အာရာဂူလာရှိမယ်တစ်ဖက်ဒါဘုံမော့ sorry ဟုတ်စားမက်တစ်ဂျက်စီရှိမယ်ပေါ့နော်တစ်ဖက်နယူကာဆယ်မှာဆိုရင်လည်းမက်တစ်ဂျက်စီအနေနဲ့ဒါအရင်ကဆိုရင်ဒါသူ့အနေနဲ့ဂျာမန်ဘိုဒစ်လီဂါတွေမှာဒါနီးပြခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်တယ်ပြောရမှာဆိုသူ့အနေနဲ့ဒါပရီးမီးယားလိဂ်မှာဒါယင်းဒီကျွန်းဝင်မရှိသေးဘူးတစ်ဖက်လီဗာပူးကဒါနီးပြအာရာဂူလာကတော့ဒါသူ့အနေနဲ့ဒါအရင်ကဘုံမော့အသင်းမှာနီးပြခဲ့တာဖြစ်တဲ့အတွက်ဒါအရင်တဝင်အရင်တနည်းရှိပြီးသားလီတလီဖြစ်တယ်ပေါ့နော်ဒါကြောင့်ပြောရမှာဆိုရင်မနေ့ကဆိုရင်လည်းညီကိုတို့စဉ်းစားကြည့်ဗျာဒါမန်ချက်စတာယူနိုက်တက်အနေနဲ့ဟော့စီးတီကို2-0နဲ့ရှုံးတယ်စပါးအနေနဲ့ဘရီဘောကို3-0နဲ့ရှုံးတယ်ပြောရမယ်ဆိုရင်ဒါယာဒီအစားကြောင့်မို့လို့လည်းဖြစ်လဲအောင်ဖြစ်နိုင်တယ်အသင်းကြီးရဲ့အနေနဲ့ကျွန်တော်အနေနဲ့တင်ငိမ်မှုမရှိသေးဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်ဒါကြောင့်ဒီနေ့မှာပွဲစဉ်တွေရွေးချယ်တဲ့အခါမှာတင်ငိမ်မှုရှိတဲ့အသင်းတွေကိုပို့ပြီးတော့ဦးစားပေးပြီးတော့ရွေးချယ်ရမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ပြောရမယ်ဆိုရင်နီးပြအသစ်တင်မဟုတ်ဘူးဗျာဒါနယူကာဆယ်မှာနီးပြအသစ်တင်မဟုတ်ဘူးကစားသမားတွေကလည်းတော်တော်အပြောင်းလဲလုပ်ထားတယ်တစ်ဖက်ဒါလီဗာပူးဘက်ကကြည့်မယ်ဆိုရင်ဒါလီဗာပူးမှာတော့ဒါကစားသမားအပြောင်းလဲတိတ်မရှိဘူးနောက်တန်းမှာဒါလူငယ်ကစားသမားအသစ်လေးတွေပါလာမယ်နီးပြမှာဆိုရင်လည်းဒါအရင်တဝင်ရှိပြီးသားနီးပြဖြစ်တဲ့အတွက်ကြောင့်ပြောရမှာဆိုတင်ငိမ်မှုရှိတာကတော့ဒီနှစ်သင်းမှာဒါလီဗာပူးကပို့ပြီးတော့တင်ငိမ်မှုရှိတယ်ပြီးတော့နယူကာဆယ်ရဲ့ဒါမက်တစ်ဂျက်စီပေါ့နော်မက်တစ်ဂျက်စီအနေနဲ့ဂျာမန်ဘိုဒစ်လီဂါရဲ့ကစားကွက်အတိုင်းအမြဲတမ်းဖွင့်ပြီးတော့ဒါတိုက်စစ်ဆင်လာမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ပြီးတော့တစ်ဖက်ကဒါအာရာဂူလာဒါလီဗာပူးနီးပြအနေနဲ့ဆိုလဲဘုံဘောက်မှာကစားခဲ့တော့ကသူ့အနေနဲ့ပြောရမယ်ဆိုရင်ဒါဘောလုံးကိုရရင်ဆွဲပြီးဂိုးသွင်းဒီပုံစံမျိုးကစားခဲ့တဲ့ဒါနီးပြဖြစ်တဲ့အတွက်ဒီနှစ်သင်းကပြောရမယ်ဆိုရင်ထိတ်တိုက်တွေ့တဲ့အခါမှာဂိုးပေါ်ဖို့အနေထားပို့လို့များတယ်ဒါကြောင့်ဒီနေ့ပွဲမှာ3လုံး50ရှုံးကပြင်းတယ်လို့မြင်ရပါပဲနှစ်ဖက်သွင်းကိုရှိမဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့အတွက်ဒီနေ့ပွဲမှာကျွန်တော်အနေနဲ့ရွေးချယ်ရမယ်ဆိုရင်ဒါဂူပေါင်းအပေါ်ကြိုက်ပါတယ်ဘော်ဒီထစ်ပေါ့နော်ဂူပေါ်ကြိုက်ပါတယ်အကြိုက်တူတဲ့ညီကိုတွေလိုက်ကစားပါ Telegram Channel ကိုမ join ရသေးတဲ့ညီကိုတွေရှိရင်လည်း join ထားပါ link ကိုတော့ကျွန်တော်ဒီဗီဒီယိုရဲ့ comment အောက်မှာရှာပေးထားပါမယ်ပြီးတော့ဒါဒီနှစ်ပေါ့နော်2026 2029ရာသီအတွက်ကျွန်တော် member group ထောင်ထားပါပြီ member ထဲမှာဆိုရင်တော့ကျွန်တော်အကြိုက်ဆုံးပွဲစဉ်တွေကိုဒါရွေးချယ်ပြီးတော့တင်ပေးတဲ့ group ဖြစ်ပါတယ်ဒါကြောင့်စိတ်ဝင်စားတဲ့ညီကိုတွေဒီအောက်မှာပေးထားတဲ့ဒီ Viber နံပါတ်ပေါ့နော်ဒီ39968394 1155ကိုလာရောက်ဆက်သွယ်နိုင်ပါတယ်နောက်ထပ်တစ်ပွဲသွားရမယ်နောက်ထပ်တစ်ပွဲကဒါဒီပွဲကလည်းဒီ Premier League ထဲကပွဲစဉ်တစ်ပွဲဖြစ်ပါတယ် Brighton နဲ့ Aston Villa တို့ပွဲစဉ်ဖြစ်ပါတယ်ပေးထားတာကတော့ England Brighton ကဒါ level 50ရှုံးပေးတယ်ကိုပေါင်းချင်း3လုံးကို50စာပေးတယ်ပြောရမှာဆိုဒီ Brighton နဲ့ Aston Villa နဲ့ကခြေစွင်းပိုင်းအရာသိကွာတဲ့အသင်းတွေတော့မဟုတ်ဘူး England အားသာရှင်းနေတာပြောရမှာဆို England အားသာရှင်းနေတာဒီ Brighton ကဒါ level 50ရှုံးဆိုပြီးပေးထားလို့မြင်တယ်Aston Villa နဲ့ဒီနောက်ဆုံးကစားခဲ့တဲ့ဒီစုစုပေါင်းကစားပွဲ17ကြိမ်ရှိတယ်17ကြိမ်မှာ2ကြိမ်ပဲ Brighton ကနိုင်ထားသေးတယ်6ကြိမ်ကတည်ကြတယ်10ကြိမ်က Aston Villa နိုင်တယ်ဒီနေ့ပွဲမှာတော့ဒါကျွန်တော်အနေနဲ့မထင်ဘူးဗျာဒါ Aston Villa အဝေးကွင်းကနေပြန်လုတ်ပြမယ်လို့မထင်ဘူး Brighton လည်းတော်တော်လေးအခုနောက်ပိုင်းရှေ့စွန်းနေကောင်းလာတဲ့အနေအထားမှာရှိတယ်ပြီးတော့ကြီးရကြည့်မယ်ဆိုရင် Aston Villa ကလည်းဂိုးသွင်းလာနိုင်တာဖြစ်တဲ့အတွက်ဒီနေ့ပွဲကဒါဒီနေ့ပွဲမှာဆိုရင်ကျွန်တော်2ကြောင်းရွေးချယ်ပေးမယ်ပေါ့နော် body တစ်ကြောင်းရယ်ဂူးဘော်တစ်ကြောင်းရယ်2ကြောင်းရွေးချယ်ပေးပါမယ် body မှာတော့ Brighton body ကြိုက်ပါတယ်ဂူးဘော်မှာဆိုရင်တော့ဒါပြောမယ်ဆိုရင်ဂူးဘော်ကြိုက်ပါတယ် Brighton body နဲ့ဂူးဘော်ပါအကြိုက်တွေ့ညီကိုတွေလိုက်ကစားပါနောက်ထပ်တစ်ပွဲကိုတော့ရမယ်ကျွန်တော်ဒါအများကြီးတော့ဒါ38တေကိုပေါ့နော်ဒါမရှပြတော့ဘူးကြီးအရာပဲကျွန်တော်နည်းနည်းပါပြောတော့မှာပဲနောက်ထပ်တစ်ပွဲကတော့ဒါအီတလီစီးအေတဲကဒါအက်တလန်တာနဲ့ဒါဆူဆာအိုလိုတို့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲမှာပေးထားတာကဒါအင်ကွင်းအက်တလန်တာကနေ3လုံးတည်ရည်နဲ့3လုံးကို50စာပေးတယ်ပြောရမှာဆို3လုံးတည်ရည်နဲ့3လုံးကို50စာဘော်ရီကြီးနဲ့ဂိုးပေါင်းကြီးကတော်တော်လေးကတ်တဲ့အနေအထားမှာရှိတယ်ဒီပုံစံကြီးအရာဒါ3လုံး50စာဆိုတာဂိုးဘော်ကြီးပေးထားပေမဲ့ဆူဆာအိုလိုအဝေးကွင်းကနေပြီးတော့ပြန်လို့ဂိုးသွင်းနိုင်မလို့မထင်ဘူးဒါအက်တလန်တာတစ်ဖက်ထဲကနေပဲဂိုးသွင်းမယ်လို့ကျွန်တော်အနေနဲ့ထင်တယ်2C 3C 3C လောက်ထိအောင်သွားနိုင်မယ်ပေါ့နော်ဘော်ဒီဘော်ဂူးဘော်ဘော်ဒီကိုတော့အပြည့်ပြည့်မယ်ဂူးဘော်ကိုတော့တဝက်စားဒီပုံစံမျိုးသွားလိမ့်မယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဒါကြောင့်ဒီနေ့ပွဲမှာရွေးချယ်ရမယ်ဆိုရင်ကျွန်တော်အနေနဲ့ဒါ
အက်တလန်တာနဲ့ဒါဆူဆာအိုလိုပွဲစဉ်မှာဆိုရင်ဒါ 2C 3C ဒီပုံစံမျိုးသွားမှာလို့ကျွန်တော်တို့မြင်တဲ့အတွက်ကြောင့်ဂိုးပေါင်းထက်ကျွန်တော်အနေနဲ့ body ပေါ့နော်အက်တလန်တာ body ကိုကြိုက်ပါတယ်အကြိုက်တူတဲ့ညီကိုတွေလိုက်ကစားပါနောက်ထပ်တစ်ပွဲကိုတောက်ရမယ်နောက်ထပ်တစ်ပွဲကတော့ဒါစပိန်လာလီဂါတွေကပွဲစဉ်တစ်ပွဲဖြစ်ပါတယ်စပိန်လာလီဂါတွေကဒါဂီတာဖေးနဲ့ရေစိမ့်စတန်နာတို့ပွဲစဉ်ဖြစ်ပါတယ်ပေးထားတာကတော့ဂီတာဖေးအင်ကွင်းကနေ level 50ရှုံးပေးတယ်ဂုံးပုံးကြီးမှာနှလုံးကိုတည်ရပေးတယ်ဂီတာဖေးဆိုတဲ့အသင်းမျိုးကညီကိုတို့သိတဲ့အတိုင်းပဲအမြဲတမ်းဒါခံစစ်ကိုပဲဦးစားပေးပြီးတော့ဆော့နေတဲ့အသင်းတသင်းဖြစ်တယ်နောက်ဆုံးတွေးထားတဲ့ကစားပွဲစုစုပေါင်း၄ချိန်ရှိတယ်၄ချိန်မှာဂီတာဖေးက2ချိန်နိုင်တယ်တစ်ချိန်ကတည်ကြတယ်တစ်ချိန်ကရေစိမ့်စတန်နာနိုင်တယ်နောက်ဆုံးကစားခဲ့တဲ့၄ချိန်မှာဆိုရင်လည်း၃ချိန်ကဂိုးအောက်ပြီးတော့တစ်ချိန်ပဲဂိုးပေါ်ထားပါတော့ပြီးတော့ဂီတာဖေးအနေနဲ့ကြည့်မယ်ဆိုသူ့အနေနဲ့ဒါပြောရမယ်ဆိုရင်ပြီးခဲ့တဲ့ယာတီကလည်းပေါ့နော်အဆင့်9ဆိုတဲ့နေရာကိုသူ့အနေနဲ့ဒါယာထားတာဖြစ်တယ် Racing Standard ကတော့ဒါစပိန်လာလီဂါကိုအခုမှတန်းတက်လာတဲ့အသင်းဖြစ်တယ်ဒါပေမဲ့ဒီနေ့ပွဲကပြောရမယ်ဆိုရင်ဂိုးအောက်ကြီးဗျာ level 50ရှုံးတဲ့နှလုံးသေးဆိုတော့ဂိုးအောက်ကြီးကျွန်တော်အမြဲတမ်းပြောနေတယ်လို့ပဲပေါ့နော် body ကြီးမှာဒါ level 50ရှုံးပေးပြီးတော့ဂိုးပေါင်းကြီးမှာနှလုံးကိုမကြော်ဘူးဆိုရင်ဒီပုံစံကဒါဂိုးအောက်မဲ့ကြီးဖြစ်တယ်ဒါကြောင့်ဒီနေ့ပွဲမှာဒါနောက်ဆုံးကစားထားတဲ့ဒါအချက်လက်တွေအရာရောပြီးတော့ကြီးအရာရောဆိုရင်တော့ကျွန်တော်အနေနဲ့ဂိုးပေါင်းအောက်ကိုကြိုက်ပါတယ်ဂီတာဖေးဂိုးအောက်ပါအကြိုက်တွေ့ညီကိုတွေလိုက်ကစားပါဒါဆိုရင်နောက်ဆုံးတပွဲပဲကြံပါတော့တယ်ဒီတပွဲကတော့ဒါပြင်သစ်လီတဲ့ကဒါအဓိကပွဲစဉ်တပွဲဖြစ်တဲ့ဒါ Rennes နဲ့ဒါ PSG တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ် PSG ကအဝေးကွင်းကနေတစ်လုံးကိုတည်ပြီးတယ်ဂိုးပေါင်းကြီး3လုံးကို50ရှုံးပေးတယ်ပြောရမယ်ဆိုဂိုးပေါင်းကြီး3လုံး50ရှုံးလုံးဝဂိုးပေါ်ကြေးကြီးကိုပေးထားပေမဲ့ဒါတပည့်အိမ်ခွင်း Rennes ကတော့ဒါ PSG ကိုပြန်ပြီးတော့ဂိုးသွင်းမလာနိုင်ဘူးလို့ကျွန်တော်အနေနဲ့ထင်တယ် PSG အနေနဲ့တစ်လုံးတည်ပေးထားတာဗျာသူ့အနေထားကြီးနဲ့ပြော့တယ်လို့တော့ပြောလို့ရတယ်ဘယ်လိုပြောမလဲဒါ PSG အနေနဲ့အဖွင့်ပွဲမှာဒါလုံးဝဂိုးအပြတ်တက်နေပဲနိုင်လိမ့်မယ်လို့ကျွန်တော်အနေနဲ့ထင်တယ် 3C 4C ဒီပုံစံကြီးပဲသွားလိမ့်မယ် 4C 5C ဒီပုံစံမျိုးတွေတောင်ဖြစ်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်ဒီနေ့ပွဲမှာရွေးချယ်ရမယ်ဆိုရင်တော့ဒါ Rennes နဲ့ PSG မှာကျွန်တော်အနေနဲ့ PSG body ကိုကြိုက်ပါတယ်အကြိုက်တွေ့ညီကိုတွေလိုက်ကစားပါစုစုပေါင်းဒီနေ့ကျွန်တော်9ပွဲပြောပြီးသွားပါပြီ9ပွဲမှာကျွန်တော်6ကြောင်းရွေးချယ်ပေးပါတယ်ဒီထက်မှာအကြိုက်ဆုံးတပွဲကောင်းကိုကျွန်တော် Telegram မှာတပွဲကောင်းအနေနဲ့တင်ပေးပါမယ် Telegram ကိုမ join ရသေးတဲ့ညီကိုတွေရှိရင် join ထားပါ Telegram link ကိုတော့ကျွန်တော်ဒီဗီဒီယိုရဲ့ comment အောက်မှာရှာပေးထားပါမယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပဲပေါ့နော်ကျွန်တော်ဒါပွဲစဉ်တွေကိုနေ့တိုင်းသုံးသက်ရွေးချယ်ပေးတော့မှာဖြစ်လို့ဒါကျွန်တော် YouTube channel ကို subscribe မလုပ်ရသေးရင် subscribe လေးလုပ်ထားပေးကြပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျ